မလက်ရှိသုံးနေအရန် sensitive တို့ညီမရဲ့အตาအရန်နုတယ်ထိတာနဲ့နည်းနည်းလေးရေမတန့်တာနဲ့လည်းယာနာတွေထွက်တယ်ပေါ့နော်ဒီလက်တွေဆိုအဲ့လိုမျိုးဆိုတော့မိုးရွာလို့ကနေရေစင်ရင်တော့မှအဲ့ဒီဖူလေးတွေကထွက်လာတယ်အဲ့ချိန်မှာညီမဒီလိုမျိုးဥပဒုဆိုလမ်းလျှောက်လိုက်လို့အောက်ကနဲ့လိန်လိုက်တာနဲ့ချက်ချင်းတက်တာပါတယ်ညီမလက်ရှိသုံးနေတဲ့ဆေးလေးတစ်မျိုးကြော်ညာတင်ခြင်းလို့ပေါ့နော်ညီမကပြောမလို့ညီမရဲ့အตาအရန်နုတယ်ထိတာနဲ့နည်းနည်းလေးရေမတန့်တာနဲ့လည်းယာနာတွေထွက်တယ်ပေါ့နော်ဒီလက်တွေဆိုရင်ယာနာအကွက်တွေအตาအရန် sensitive ဖြစ်တယ်အဲ့လိုမျိုးဆိုတော့မိုးရွာလို့လမ်းလျှောက်လိုက်လို့အောက်ကနေရေစင်ရင်တော့မှအဲ့ဒီဖူလေးတွေကထွက်လာတယ်အဲ့ချိန်မှာညီမဒီလိုမျိုးဥပဒုဆေးလေးကိုအိမ်ရောက်တာနဲ့လိန်လိုက်လို့ရှိရင်ညနေပိုင်းဖြစ်တဲ့ဥစ္စာဆိုမနဲ့လိန်လိုက်တာနဲ့ချက်ချင်းတက်တာပါတယ်ဟိုလိုမျိုးကြီးလုံးဝပျောက်သွားတာတော့မဟုတ်ဘူးเนาะဒါပေမဲ့ဆက်လိန်နဲ့တဖြည်းဖြည်းနဲ့အဲ့ဒီအနာလေးကယားနာလေးတဖြည်းဖြည်းတက်တာသွားတယ်ပြီးရင်အမရုပ်လည်းလုံးဝမကြံခဲ့ဘူး